BKK 834ငွေဖြည့်နေလေးပြောပြပေးပါမယ်ရှင်ပတ်စံအိတ်ကိုနှိပ်ပါငွေဖြည့်ကိုနှိပ်ပါငွေဖြည့်မိဘဏ်ကိုရွေးပါငွေဖြည့်မိပမာဏထည့်ပါသတိပေးချက်ကိုနားလည်ပြီဆိုရင်ကောင်းပါပြီကိုနှိပ်ပါဖော်ပြထားသောအကောင့်နံပါတ်ကိုကူးယူပြီးငွေပို့ပေးပါငွေဖြည့်မိပမာဏထည့်ပါငွေလွှဲပြေစာမှလုပ်ငန်းစဉ်အမှတ်နောက်6လုံးထည့်ပါဆက်သွားမည်ကိုနှိပ်ပါသင်၏ BKK 834အကောင့်လျှို့ဝှက်နံပါတ်ထည့်ပါငွေဖြည့်ကိုနှိပ်ပါငွေဖြည့်ရန်တင်ပြထားပါသည်ဆိုရပါပြီပေမသို့သွားမည်ကိုနှိပ်ပါကျေးဇူးတင်ပါတယ်ရှင်